ခုနကမိုက်မကန်ပြီးမှကျမတို့ special speech ကိုပြောကြားသွားမဲ့ Prophet Cham ကိုဖိတ်ခေါ်ပါတယ် Wow, what an amazing Tin Ao Me Ao Me song. တကယ်ကိုအန်အောစရာကောင်းတဲ့အမှုရာကျွန်တော်တို့တွေ့ရပါတယ် You guys did a very impressive performance. တကယ်ကို performance ကတကယ်ကိုအရင်ကောင်းပါတယ် Hallelujah. Let's have a big applause for the ကျွန်တော် show. တို့လက်ခုပ်တီးပြီးတော့ကျွန်တော်တို့ဂုဏ်ပြုကြရအောင် Amen, amen, amen. So, I want to say that it's so honor. What an honor opportunity for me to stand here before you guys. ဒီဟာဆရာဆရာမတို့ရဲ့ရှေ့မှာမတည့်ရခွင့်ရတာကျွန်တော်အရန်ကိုဂုဏ်ယူတယ်ဆိုတဲ့အကြောင်းပြောကြားချင်ပါတယ် To be in your graduation day. ဆရာတို့ဆရာမတို့ရဲ့ပွင့်နှင်းသဘင်နေ့မှာရှေ့မှာမတည့်ရခွင့်ရတဲ့အတွက်အရန်ကိုဂုဏ်ယူပါတယ် Yes, and I'm so excited for you guys because you are going to go out and impact the world. ဆရာတို့ဆရာမတို့အတွက်ကျွန်တော်အရန်ကိုလည်းစိတ်လှုပ်ရှားပါတယ်။ဘာဖြစ်လို့လဲဒီနေရာကနေသွားပြီးတော့ကဘာကြီးကိုတုံလှုပ်ဆင်မဲ့လှုပ်ခါဆင်မဲ့ဆရာမတွေဖြစ်ကြပါတယ် I mean, you are going to impact the world. ။ကဘာကြီးကိုလုံးဝထိရောက်အောင်လှုပ်ခါသွားမဲ့ဆရာမတွေဖြစ်ပါတယ် So there are a popular phrase that Reinhard Bonnke always say. ဆရာကြီး Reinhard Bonnke ပြောတဲ့စကားလေးတစ်ခုရှိပါတယ် So we're plundering hell but gain heaven, populate heaven. ။ဂျိုင်ဝမ်မှာကျွန်တော်တို့စိုက်ပြူရပင်မဲ့ကောင်းကင်ဘုံမှာရှိတ်သိမ်းရလိမ့်မယ်လို့ပြော။အိုးငရဲမှာလုံးဝ empty ဖြစ်ပြောငရဲမှာလုံးဝတယောက်မှမကြံစေရတော့ဘူးကောင်းကင်မှာပဲအကုန်လုံးငါတို့စုသိမ်းသွားမယ်လို့သူပြောတယ် Amen. Amen. So I want to remind you a quick speech. ဒါကြောင့်ကျွန်တော်တို့ကျွန်တော်အမြန်လေးတတိပေးခြင်းနဲ့ခွန်အားပေးခြင်းနဲ့စကားလေးတစ်ခုရှိပါတယ် So I want to say to you that hearing about Jesus ယေရှုခရစ်တော်အကြောင်းကိုကျွန်တော်တို့ကြားရတဲ့အခါမှာ and knowing Jesus is different. ယေရှုခရစ်တော်အကြောင်းကိုကြားရတာနဲ့သိရတာနဲ့မတူဘူး And knowing about Jesus ယေရှုခရစ်တော်ကိုသိကျွမ်းခြင်းဟာ and demonstrating Jesus to the world is also a different thing. ပြီးတော့ယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့ဘဝအသက်တာအဖြစ်ဒီလောကမှာထင်ရှားစေတာလည်းမတူပြန်ဘူးတဲ့ The terms of the word disciple ကျွန်တော်တို့ disciple ဆိုတဲ့တပည့်တော်ဆိုတဲ့စကားလုံးနဲ့ကျွန်တော်တို့အားလုံးကြားဘူးပါတယ် in Greek mean mathetes. Greek မှာကြတော့ mathetes ဆိုပြီးတော့သူပြောထားပါတယ် In Hebrew word say Talmud. ဟေဘရဲဘာသာစကားမှာတော့ Talmud လို့သူပြောထားပါတယ် But the the real definition is mean student who can be a trendy. You know trendy at the restaurant? Yeah, trendy. ဆိုတော့အဓိကသူဘာပြောချင်တာလဲဆိုတော့အဲ့ဒီစကားလုံးရဲ့အဓိကမူရင်းကကျွန်တော်တို့ပြန်လည်ပြီးတော့သင်ကြားပေးနိုင်တဲ့သင်တန်းသူလို့ကျွန်တော်တို့ပြောမှာလားပြန်သူများကိုပြန်လည်သင်ကြားပေးနိုင်တော့သူလို့ကျွန်တော်အဓိက That mean disciple not just study in classroom but actually study to be able to do the actual work. ဒါကြောင့်ဆိုလိုချင်တာကကျွန်တော်တို့သင်တန်းကျောင်းမှာပဲကိုကပဲသင်ပေးသင်ယူတာမဟုတ်တော့ဘဲကိုကိုယ်တိုင်ကသူများကိုပြန်လည်သင်ကြားပေးနိုင်တော့သူဖြစ်တယ်လို့အဓိပ္ပာယ်ရပါတယ် And that's what discipleship stand out from just the believer. ဒါကြောင့်ကျွန်တော်တို့တပည့်တော်ဆိုတာဟာယုံကြည်သူဆိုတဲ့စကားလုံးနဲ့မတူပါဘူးတဲ့ပို့ပြီးတော့ထူကြပါတယ်တဲ့ And that was differentiate between mature Christian and baby Christian. ဆိုလိုချင်တာကမရင်ချက်တဲ့ခရီးရနဲ့ရင်ချက်ပြီးတဲ့ခရီးရနှစ်ဦးကွာဟာမှုကိုကျွန်တော်တို့ပြောပြလို့ရပါတယ် So baby Christian you believe ကျွန်တော်တို့ခလေးသူငယ်ခရီးရန်ကတော့ယုံကြည်တယ် and you study so you know about Jesus. ကျွန်တော်တို့ယုံကြည်တယ်ယုံကြည်တဲ့အခါမှာလေ့လာတယ်လေ့လာသင်ယူခြင်းအဖြစ်ယေရှုအကြောင်းကိုသူသိသွားတယ် But mature Christian they reveal, they demonstrate Jesus to the world. ဒါပေမဲ့ယဉ်ကျေးတဲ့ခရီးရန်တွေကသူတို့ရဲ့အသက်တာအဖြစ်ဒီလောကကြီးကိုယေရှုခရစ်တော်ကဘသူပါဆိုပြီးတော့သူတို့ဖွင့်လှစ်ထင်ရှားစေကြတယ် The problem that revival doesn't break through the world yet. ကျွန်တော်တို့ဒီကမ္ဘာပေါ်မှာနိုးထမှုကြီးတွေတကယ်ကိုဖြစ်မလာသေးတာကဘာကြောင့်လဲဆိုတော့ Because now today there's so many people
study about Jesus, know about Jesus, being degree by knowing about Jesus. ဘာဖြစ်လို့လဲဆိုတော့ဒီနေ့လူတော်များများကခရစ်တော်အကြောင်းကိုလေ့လာကြတယ်သင်ယူကြတယ်ခရစ်တော်အကြောင်းကိုတော့သူတို့သိကြတယ် But only few people can demonstrate Jesus to the world. ဒါပေမဲ့လူအနေငယ်စုကသာလျှင်ဒီလောကကြီးမှာယေရှုခရစ်တော်ကဘသူဖြစ်တယ်ဆိုတာကိုဖွင့်လှစ်ပေါ်ထုတ်ပေးမဲ့သူလူအနေငယ်စုပဲရှိပါတယ် And in the book of John 15, ကျွန်တော်တို့ယောဟန်အခန်းကြီး15ထဲမှာ I note down, I'm going to open up for you. ကျွန်တော်မှတ်ထားတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပါမယ် Okay, you ready? ရှင်ယောဟန်အခန်းကြီး15 All right, John 15, verse 8. အငယ်8ထဲမှာဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး15အခန်းငယ်8ထဲမှာဖြစ်ပါတယ် Jesus said, My Father will be glorified by this. ငါခမဲတော်သည်ဤအရာအားဖြင့်ဘုံထင်ရှားလိမ့်မယ်လို့ပြောထားတယ် That you bear much fruit. သင်တို့သည်များစွာသောအသီးကိုသီးခြင်းအားဖြင့်လို့ And ပြော it's ထား very ပါတယ် important. So prove to be my disciples. ဒါကြောင့်အရင်ယူကြည့်ပါတယ်သင်တို့ဟာငါတပည့်အမှန်ဖြစ်ကြတယ်ဆိုတာကိုသက်သေပြကြပါလို့သူပြောထားပါတယ် So the sign of durian, ဒါကြောင့်ကျွန်တော်တို့ဒူးရင်သီးရဲ့လက္ခဏာက right? You can smell durian. အဝေးကနေတော့မှသူ့ရဲ့အနံ့ကိုကျွန်တော်တို့ရနိုင်တယ် You can see the thorn outside of the durian skin. အပြင်မှာကျွန်တော်တို့စူးတွေကိုကျွန်တော်တို့တွေ့ရတယ် You can see the how to say the text, the meat of the durian. ပြီးတော့အဲ့ဒီအခုကျွန်တော်ခွာလိုက်တဲ့အခါမှာအထဲမှာရှိတဲ့သူ့ရဲ့အသားတွေကိုကျွန်တော်တို့တွေ့ရတယ် That's why when people see, look at durian from maybe 200 meters, they can tell that's durian. That's not mango. ဒါကြောင့်ကျွန်တော်တို့ပေ100လောက်အကွာနေကျွန်တော်တို့ဒူးရင်သီးကိုကျွန်တော်လှမ်းကြည့်ရင်တော့အော်အဲ့ဒါဒူးရင်သီးလို့ကျွန်တော်တို့ခွဲခြားနိုင်တယ် If you live in Thailand for a while, you cannot be confused about mango and durian. ကျွန်တော်တို့ထိုင်းနိုင်ငံမှာတော်တော်လေးကိုကျွန်တော်တို့နေတာကြာသွားပြီဆိုရင်တော့သရက်သီးနဲ့ဒူးရင်သီးကိုဘယ်တော့မှကျွန်တော်တို့ရောမိမှာမဟုတ်ဘူး And a lot of time, you don't even need to look at it. You just smell it. You know this is durian. တော်တော်များများကျွန်တော်တို့အဲ့ဒီသရက်သီးနဲ့ဒူးရင်သီးကိုကြည့်စရာတော့မလိုဘူးတဲ့အနံ့ကလေးခံလိုက်တာနဲ့ဒါဒူးရင်သီးဒါသရက်သီးလို့ကျွန်တော်တို့ခွဲခြားနိုင် What is the sign of being Jesus' disciple? ဒါကြောင့်ယေရှုခရစ်တော်ရဲ့တပည့်တော်ရဲ့သက်သေကပါလေ Jesus said, ယေရှုခရစ်တော်ကပြောပါတယ် they will heal the sick. နာမချမ်းသောသူများကိုချမ်းသာခြင်းပေးမယ် When they lay hand on the sick shall be healed. နာမချမ်းသောသူအပေါ်မှာလက်တင်ရင်နာမချမ်းသောသူဟာချမ်းသာခြင်းရလိမ့်မယ် Right? They will cast out demons. နတ်ဆိုးတွေကိုသူတို့နှင်ထုတ်မယ်တဲ့ And there we have the fruit of the Holy Spirit. တရှင်သောဝိညာဉ်တော်ရဲ့အသီးအပွင့်တွေသူတို့ရဲ့သက်တာထဲမှာရှိမယ်လို့ပြောထားပါတယ် Right? Love, kindness. You know, you can go through Galatians ကျွန် chapter တော်တို့ 5. ဂလာတိအခန်းကြီး9ထဲမှာကျွန်တော်ဝိညာဉ်တော်ရဲ့အသီးတွေကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါပဲ And you need to bear much fruit. ဒါကြောင့်ခုနချက်ပိုက်ထဲမှာဗာပြောလေများစွာသောအသီးကိုသီးခြင်းအားဖြင့်လို့ပြောထား In Matthew 13, ရှင်မဿဲအခန်းကြီး73ထဲမှာ the parable of the sower. ကျွန်တော်တို့မျိုးစေ့ကျေးသောသူရဲ့ပုံဥပမာကိုကျွန်တော်တို့တွေ့ရတယ် Some seed will bear fruit 30-fold, 60-fold, and 100-fold. အချို့သောအသီးကသာလျှင်အစ30အစ60အစ100သီးလိမ့်မယ်လို့ပြောထားပါတယ် You understand? နားလေကြတယ်နော် I don't want you to think that you already like run to finish your race by graduating. That's not it. ဆိုတော့သင်တို့ကိုကျွန်တော်သိစေချင်တာလေးတစ်ခုရှိပါတယ်တဲ့ဒီနေ့ဘွဲယူပြီးတာနဲ့ငါတို့ပြေးရမယ်လမ်းကြောင်းကပြီးသွားပြီလို့သင်တို့ But ကိုမထင်စေချင်ဘူး you just take off your starting point to your end destiny. ကျွန်တော်တို့ပြေးရမယ်ပြေးလမ်းကြောင်းမှာစပြီးတော့ကျွန်တော်တို့စပြေးတာပဲရှိပါသေးတယ်တဲ့အဲ့ဒါလေးကိုသိစေချင်တယ် Amen. Amen I want to end, but I want Video. with my testimony very quick. ကျွန်တော်ရဲ့သက်သေခံချက်လေးနဲ့ကျွန်တော်ပြောပြခြင်းနဲ့ So I want to tell you that do not limit God. ကျွန်တော်တခုပါပြောခြင်းလဲဆိုတော့ဖယားသခင်ကိုဘတ်တော်မှာအကန့်အသတ်ထဲမှာမထားပါနဲ့ When I first start off with evangelism. ကျွန်တော်အစအမှုတော်ထဲမှာစပြီးတော့ပါဝင်တဲ့အချိန်မှာဧဝံဂေလိဆရာအနေနဲ့ကျွန်တော်ပါဝင်တယ် Yes, and the elders, the people who teach me Bible always like spoke to me that
do not do anything more. You call to be evangelist. That's it. That's your calling. ကျွန်တော်ကိုကျန်းစာတင်ပေးတဲ့ကျွန်တော်ထက်အသက်ကြီးတဲ့ဆရာတွေကကျွန်တော်ကိုအမြဲတမ်းဗာပြောလဲဆိုတော့မင်းဧဝံဂေလိဆရာပဲလို့မင်းကိုဖခင်သခင်ကဧဝံဂေလိဆရာလုပ်ဖို့ပဲခေါ်ထားတယ်ဒါပဲလို့ဆိုပြီးကျွန်တော်ကို So ပြောတတ်ကြတယ် the first 2 years, I'm going around the prisons. I'm going around the poor area and preach the gospel every week. အဲ့ဒီလိုနဲ့ကျွန်တော်2နှစ်လုံးကျွန်တော်ထောင်အကျဉ်းထောင်တွေကိုကျွန်တော်သွားတယ်အရန်ကိုဆင်းရဲနှုံကြတဲ့နေရာတွေကိုကျွန်တော်သွားတယ်2နှစ်လုံးဧဝံဂေလိပဲကျွန်တော် I ဝင် preach လာတယ် the gospel to the celebrity people, business people. အစီးပွားရေးလုပ်ငန်းရှင်တွေစီကိုလည်းကျွန်တော်သွားပြီးတော့ဝင်ရတယ်တကယ် celebrity တွေစီကိုလည်းသွားပြီးတော့ဧဝံဂေလိကိုကျွန်တော်ဝင်ရတယ် And when people start to come to my house to learn Bible, အဲ့ဒါနဲ့တချို့လူတွေကကျွန်တော်အိမ်ကိုလာပြီးတော့နှုတ်ကပတ်တမန်ကျမ်းစာကိုဆက်ပြီးတော့သူတို့သင်ယူကြတယ် yeah, there are some people always came to my house အဲ့ဒီလူနဲ့အဝေးရနေကျွန်တော်အိမ်အထိရောက်လာကြတယ်တဲ့ and say like, no, don't teach. အဲ့ဒါနဲ့ဒါပေမဲ့ကျွန်တော်ကိုပါဆက်ပြောကြတယ်ဆိုတော့သူတို့ကိုသင်ပေးနေတော့ Do not pastor the sheep because you call to be evangelists. Like you're gonna hurt the body of Christ. သူတို့ကိုသင်အုပ်သွားမလုံးနဲ့နော်မင်းကသင်အုပ်တော့ခေါ်ထားတာမဟုတ်ဘူးမင်းကဧဝံဂေလိဆရာအတွက်ပဲခေါ်ထားတာဆိုပြီးကျွန်တော်ကိုပြောကြတယ် And one at the time, I believed that, ဒါပေမဲ့အဲ့ဒီလူနဲ့သူတို့ပြောတဲ့စကားကိုတစ်ချိန်မှာကျွန်တော်ကသွားယုံလိုက်မိတယ် and I limited myself with what the word of man said. လူတွေပြောတဲ့စကားနဲ့ကျွန်တော်ကန့်တက်လိုက်တယ်တဲ့အဲ့ဒီချိန်မှာ And I was evangelist for the first 3 years. အဲ့ဒီလူနဲ့ကျွန်တော်3နှစ်လုံးဧဝံဂေလိပဲကျွန်တော်လုပ်ခဲ့တယ် But right after that, အဲ့ဒါပြီးတဲ့နောက်မှာ more and more people come. More and more people come. ကျွန်တော်စီကိုလူတွေအများကြီးထပ်လာကြတယ်တဲ့လူတွေအများကြီးပို့ထပ်လာကြတယ် So I expand the gift of evangelism to the gift of teaching. အဲ့ဒီလူနဲ့ဧဝံဂေလိလှုပ်ဆောင်တဲ့စုကျေးဇူးအဖြစ်သင်ကြားပေးတဲ့စုကျေးဇူးပါကျွန်တော်ဆက်ပြီးတော့ကျွန်တော်လုပ်ခဲ့တယ် And when you have how many people that you are discipleship to, သင်ဟာတပည့်တော်အဖြစ်သူများကိုလူတွေအများကြီးကိုသင်ပေးတဲ့အ right? ချိန်မှာ Family problem, financial problem, husband and wife problem always come to you at night. They call you. မိသားစုပြဿနာတွေရှိလာပြီးငွေရေးကြေးပြဿနာတွေရှိလာပြီးအိမ်ထောင်ကြီးပြဿနာ And တွေရှိလာပြီး the simple heart of love, you take care of them. စာပြီးတော့သင်ကိုဖုန်းတွေဆက်လာပြီးသင်ကိုအကူအညီတွေသူတို့ပြောလာကြပြီးအဲ့ဒီချိန်မှာသင်ရဲ့စိတ်နှလုံးသားထဲကနေသူတို့ကိုစာနာတဲ့မေတ္တာထားတဲ့ကျင့်နာတဲ့စိတ်တွေအလိုလိုဖြစ်လာပြီ So along the way, God shaped me to become a pastor without me knowing it. အဲ့ဒီလူနဲ့ဖယားသခင်ကကျွန်တော်ကိုယ်တိုင်မသိပေမဲ့လေကျွန်တော်ကိုသင်အုပ်အဖြစ်ကျွန်တော်ကိုပုံသွင်းပေးနေခဲ့တယ် And when new believer come and be discipleship, when they grew to become mature Christian, လူတွေကျွန်တော်စီကိုလာကြတယ်ကျွန်တော်လည်းသင်ပေးတယ်သူတို့ကိုတပည့်တော်အဖြစ်ကျွန်တော်ပြုစုတယ်အဲ့ဒီလူနဲ့ယဉ်ကျက်တဖြည်းဖြည်းယဉ်ကျက်လာတဲ့အခါ so they went out and birthed the church around Thailand. အဲ့ဒီလူနဲ့သူတို့ထိုင်းနိုင်ငံအရရက်ကိုသူတို့သွားကြပြီးတော့သူတို့အားဖြင့်အသင်းတော်တွေဖြစ်လာတယ် So my point of bringing this to you, ဒီအကြောင်းကိုကျွန်တော်ဘာကြောင့်ပြောလဲဆိုတော့ I don't want you to conclude who you are yet. အခုချိန်မှာသင်တို့ငါဘသူဘာလို့หนีကုန်းမချုပ်စေခြင်းသေးဘူး Right? Some of you might came as a pastor, သင်တို့ဒီနေရာမှာပါစတာသင်အုပ်ဆရာတယောက်အဖြစ်သင်တို့လာတဲ့သူတွေရှိကောင်းရှိနိုင်တယ် but in the next 5 years you might be a billionaire. I'm sorry. နောက်9နှစ်မှာမီလီယံနာတွေဖြစ်လာနိုင်တယ်ဘီလီယံနာတွေဖြစ်လာနိုင်တယ် Some of you came here want to become a successful businessman, တချို့လူတွေကျတော့ဒီနေရာမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့ရောက်လာတဲ့သူလည်းရှိကောင်းရှိနိုင်တယ် but the fire of God may touch you and you can turn to become a pastor and take care of the church. ဒါပေမဲ့ဖယားရဲ့မီးနဲ့သင်ရဲ့အသက်တာကိုတိုးထိပ်ပြီးသွားတဲ့နောက်မှာလာမဲ့9နှစ်အတွင်းမှာသင်အုပ်ဆရာကြီးလေသင်ဖြစ်ကောင်းဖြစ်သွားနိုင်တယ် And the gift can be able to grow according to your maturity. သင်ရဲ့ရည်ကြမှုပေါ်မှာမူတည်ပြီးဖယားသင်ကိုပေးထားတဲ့စုကျေးဇူးဟာလေတိုးပွားသွားနိုင်တယ် And the more you can know him as who he is, သူထိုသင်ရဲ့ဖယားသခင်ကသူဘသူလဲဆိုတာကိုသင်ပို့ပြီးတော့သိလေလေ by the more you experience him as who he is, သူဘသူလဲဆိုတာကိုသင်ရဲ့ဘဝအသက်တာထဲမှာတွေးကြုံလေလေ and by the more you can demonstrate him, you can manifest God to the world. သူဘသူလဲဆိုတာကိုဒီလောကကြီးကိုသင်ကထုတ်ဖော်ပြသနိုင်လေ The more fruit you will bear. အဲ့ဒီလိုနဲ့သင်ရဲ့အသက်တာမှာအသီးတွေများစွာဆက်ပြီးတော့သီးသွားလိမ့်မယ် So in Rome 11, ကျွန်တော်တို့ယောမ17ထဲမှာ this one my last verse. ကျွန်တော်နောက်ဆုံးအနေနဲ့ကြံပိုက်လေအဲ့ဒါလေး Okay, in verse 33. 18:33ထဲမှာ This verse is very important. အမတမအရေးကြီးတဲ့ကြံပိုက်လေးဖြစ်ပါတယ် Apostle Paul said that, oh, the depth of the riches. ပညာဉာဏ်တော်သည်အလွန်ကျယ်ဝန်းနဲ့နေစွာတကား Right? Yes. Both of the knowledge Yes.
both of the wisdom and the knowledge of God. Yes ဖယားသခင်ဤပညာနှင့်ဉာဏ်တော်သည် How unsearchable are his judgment and unfathomable his ways. အလွန်ကျယ်ဝန်းတဲ့နေစွာတကားစီရင်တော်မူချက်တို့ကိုအဘေသူမြစိတ်၍မကုန်နိုင်ဘူး His wisdom is great. ဖယားရဲ့ပညာဉာဏ်တော်ဟာအယံကိုကျယ်ဝန်းပါတယ် Who could be God counselor? ဖယားသခင်ကိုဘသူကအကြံဉာဏ်ပေးနိုင်ပါလဲ Apostle Paul pretty much saying that the more I know God, the more I don't know God. ဆိုလိုချင်တာကရှင်ပေါလုကဒီလိုပြောလိုက်တာပဲဖယားကိုကျွန်တော်သိလေလေဖယားအကြောင်းကိုကျွန်တော်မသိလေလေဖယားအကြောင်းကိုကျွန်တော်သိလေလေဖယားကိုမသိလေလေပဲ The more you think you know who you are in him, the more you don't know. သင်ကိုယ်တင်ဘသူလေသူ့ရဲ့အထဲမှာသင်ကိုယ်တင်ဘသူလေဆိုတာသင်ကိုယ်တင်သိတယ်လို့ထင်လေလေသင်ကိုယ်တင်မသိလေလေ You are in the journey of transformation. သင်ရဲ့ဘဝအတ္တတာဟာပြုပြင်ပြောင်းလဲမဲ့ခရီးစဉ်ကြီးထဲမှာရှိနေပါတယ် And I can sense that some of you guys would be going around the world and doing crusade. ကျွန်တော်ခံစားရတယ်ဒီထဲမှာတချို့သောသူတွေကပါပတ်ပြီးတော့တရားဟောပွဲတွေလုံးမဲ့သူတွေကျွန်တော်ခံစားရတယ် Some of you would become a pastor of the church, of the great church in Burma. ကျွန်တော်တို့မြန်မာပြည်မှာတချို့သောသူတွေကအမတမကြီးမားတဲ့သင်းတော်တွေကိုအုပ်ချုပ်တဲ့သင်းတော်တွေကိုအုပ်စိုးပေးမဲ့သင်းအုပ်ဆရာတွေဖြစ်လာလိမ့်မယ် So keep being hungry. ဒါကြောင့်ဆက်ပြီးတော့ဆာလောင်မသိနေပါ The more more of your hunger, he can fill you up. ပို့ပြီးတော့သင်ဆာငတ်လေလေဖယားသခင်ကသင်ကိုဖြည့်ဆည်းပေးလေလေပဲဖြစ်လာလိမ့်မယ် Death Christian defined by the hunger. ကျွန်တော်တို့ခရီးယန်သင်နေတဲ့ခရီးယန်တယောက်ကသူ့ရဲ့အတ္တတာထဲမှာစာလောင်မှုမရှိတော့တဲ့အချိန်မှာ If you have no ကျွန်တော်သင်နေတဲ့သူခရီးယန်ဖြစ်သွားပါတယ် if you have no appetite, if you have no hunger of praying, of seeking, of reading Bible, of going out to do the great commandments, you're done. ကျွန်တော်တို့ကျမ်းစာဘဘူးစာလောင်မှုမရှိတော့ဘူးဆုတောင်းမှုစာလောင်မှုသိမ့်မှုမရှိတော့ဘူးဖခင်သခင်ရဲ့မဟာစိတ်ခိုင်းချက်ဖြစ်တဲ့ဧဝံဂေလိဝင်ငါမှုစာလောင်မှုသိမ့်မှုမရှိတော့ဘူးဆိုရင်အဲ့ဒီခရီးယန်ဟာသင်နေတဲ့ခရီးယန်ပဲဖြစ်သွားလိမ့်မယ် So number 1, ဒါကြောင့် number 1 do not conclude God. ဖခင်သခင်ကိုဘတော်မှညီကုန်းတင်မချုပ်လိုက်ပါနဲ့ He is beyond your understanding. ဖခင်သခင်ဟာသင်နားလေနိုင်တာကိုကြော်လွန်နေ Number 2, Number 2 do not conclude your journey yet. သင်ရဲ့ခရီးစဉ်ကိုအခုချိန်မှာညီကုန်းမချုပ်ပါနဲ့ The righteous fall 7 times, God will pick you up every time. ကျွန်တော်တို့ဖြောင်းမတ်တော်သူဒီခုနှစ်ချိန်လေးတော်လဲပြန်ထားလိုက်မယ်လို့ And God could turn the ugly to the beauty. ကျွန်တော်ဖယားသခင်ကအယုတ်ဆိုးအကျဉ်းတန်သောသူကိုအလှပဆုံးသောသူအဖြစ်ပြုပြင်ပြောင်းလဲပေးနိုင်တယ် He turned zero to hero. ဖယားသခင်ကသူညာနေပြီးတော့သူရဲ့ကောင်းအဖြစ်လည်းပြုပြင်ပြောင်းလဲပေးနိုင်တယ် And number 3, Number 3 stay hungry. အမြဲတမ်းစာလောင်မသိနေပါ Right? He will fill you up when you are hungry. သင်စာလောင်မသိနေတဲ့၍ဖယားသခင်ကသင်ကိုဆက်ပြီးတော့ဖြည့်ဆည်းပေးလိမ့်မယ် And number 4, Number 4 stay humble. အမြဲတမ်းနှိမ်ချပြီးတော့အသက်ရှင်ပါ Right? If you trying to levitate yourself up with pride, သင်ကိုတင်မာနနဲ့သင်ကိုတင်ထောင်လွှမ်းမိတယ်ဆိုရင် that means you are zero ability to learn. သင်ဟာသင်ယူဖို့ရန်အတွက်အရေးအချင်းတုံညပဲရှိတဲ့သူဖြစ်သွားလိမ့်မယ် Always been partaking grace from different men of God who grace them Yes ဒါကြောင့် in different way. အမြဲတမ်းဖယားသခင်ရဲ့ကျေးဇူးတော်ကိုမတူညီတဲ့ဝိညာဉ်ဖခင်ဆရာဆရာမတွေစီကသင်ယူဖို့ရန်အတွက်အမြဲတမ်းဆာလောင်မှု And last one, နောက်ဆုံးအနေနဲ့ this is John 12:24. ရှင်ယောဟန်7:24ထဲကကျမ်းပိုက်လေးတစ်ခုဖြစ်ပါတယ်7:24 Who is here want to bear much fruit? Can I see hand? ဒီနေ့အသီးတွေများစွာသီးကျင်သောသူများကျွန်တော်လက်ကလေး And you shout glory. ဖယားရဲ့ဘုန်းတော်ထင်ရှားလိမ့်မယ် Okay, now I told you 4 things, right? ညာ၄ခုမျိုးကျွန်တော်ပြောပြီးသွားရင် Now number 5. နောက်ဆုံး5ခုအနေနဲ့ This number 12:24 is the exact time of คนที่ตายไปชื่ออะไรนะที่โดนยิงตายผู้ชายOkay, Charlie. Okay, Charlie Kirk death time. Okay. ဒီအချိန်ရှင်ယောဟန်အခန်းကြီး7အခန်းကြီး24อ่ะ Charlie ကလောက်ကျန်ခံရတဲ့အချိန်လေးဖြစ်ပါ That sniper bullet killed him exact 12:24 minutes. အဲ့ဒီ sniper နေပြီးတော့ Charlie ခတ်ကို
လောက်ချန်လိုက်တဲ့အချိန်ဟာ12နာရီ24မိနစ် So this verse say, John 12:24. ရှင်ယောဟန်အခန်းကြီး7အခန်းကြီး24ကဘာပြောထားလဲဆို This တော့ is the word from the mouth of the Lord Yeshua. ကျွန်တော်တို့ဖယားသခင်ကိုယ်တိုင် He ပြော said, ထားတဲ့စကားဖြစ်ပါတယ် Truly, truly, I say to you, ငါအမှန်အကန်ဆိုသည်က unless a grain of wheat falls into the earth and dies, မြေ၌ကျသောစပါးစေသည်မပြတ်လင် it remains alone. But if it dies, it bears much fruit. တခုတည်းနဲ့ဤပြတ်လင်မူကများစွာသောအသီးကိုသီးတတ်၏ So number 5, the last one, this one I'm telling you, ဒါကြောင့်နံပါတ်5အနေနဲ့နောက်ဆုံးအနေနဲ့ you need to die. သင်ဟာအသေးခံဖို့လိုအပ်တယ် You need to slaughter and kill your plan. သင်ရဲ့အကြံအစီတွေအကုန်လုံးကိုသင်အသေးတတ်ပြီးတော့သင်အသေးခံဖို့လိုအပ်ပါတယ် You need to turn on your own idea, turn from your own way. သင်ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေအတွေးအမြင်တွေအကုန်လုံးကိုသင်အသေးတတ်ဖို့ရအတွက်လိုအပ်တယ် And a lot of time I try to run away from his plan. ချိန်ခါပေါင်းမြောက်များစွာကျွန်တော်ဖယားသခင်ရဲ့အကြံစီတော်နဲ့ကျွန်တော်ထွက်ပြေးဖို့ကျွန်တော်စူးစမ်းခဲ့တယ် I don't want to come start a church in Chiang Mai. ချင်းမိုင်မှာလာပြီးတော့အသင်းတော်လဲကျွန်တော်မတီထောင်ခြင်းခဲ့ I ဘူး don't မ want စား to ခြင်းခဲ့ be ဘူး I don't want to be away from my wife, from my 2 children. မျိုးသမီးနဲ့အဝေးမှာကျွန်တော်မနေခြင်းဘူးကလေးနှစ်ယောက်နဲ့အဝေးမှာမနေခြင်းဘူး But when I decided to die, ဒါပေမဲ့အသေးခံဖို့ကျွန်တော်ဆုံးဖြတ်တဲ့အချိန်မှာ when we made decision to sacrifice, ကျွန်တော်တို့ပေးဆက်မယ်လို့ကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ one life that sacrifice ဘဝတက်တာတစ်ခုလေးကအသေးခံပြီးပေးဆက်လိုက်တဲ့အချိန်မှာ can bear fruit and bring many blessings to many lives. မြောက်များစွာသောအသီးကိုတီးပြီးမြောက်များစွာသောလူတွေအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေနိုင်တယ် So ဒါကြောင့် one man လူတစ်ယောက် willing to die for God ဖယားအတွက်အသေးခံဖို့လူအင်ဆန္ဒရှိတယ်ဆိုရင် will bring many lives to other people. လူတွေမြောက်များစွာအသက်ကိုတွေးဖို့ရအတွက်ကောင်းကြီးဖြစ်စေလိမ့် In the time of Exodus, God found Moses. ကျွန်တော်တို့ထွံ့မြောက်ရကြတဲ့မှာဖယားသခင်ကမောရှေကိုသွားတွေ့ခဲ့တယ် Right, in the time of Queen Jezebel, God found Elijah. ယေဇဗေလခေတ်ကာလတုန်းကဖယားသခင်ကအေလိယကိုရှာတွေ့ခဲ့တယ် In the time of Babylonian, God found Daniel. ကျွန်တော်တို့ဘာဘီလိုနီးယားအချိန်ကာလတုန်းကဖယားသခင်ကဒိုင်ယေလကိုတွေ့ခဲ့တယ် But right now, 2025, အခု2025ထဲမှာ God found you guys ဖယားသခင်ကသင်တို့ကိုရှာဖွေတွေ့ရှိသွားပြီ who willing to go out ဖယားသခင်အတွက်သွားဖို့ရတဲ့ဆန္ဒရှိတော်သူများ and plundering hell but populate heaven. ကျွန်တော်တို့အပင်ငရဲမှာလူတစ်ယောက်မှမကြံအောင်ဆောင်ရွက်ပြီးကောင်းကင်နိုင်ငံမှာလူအကုန်အပြည့်ပို့ဆောင်ပေးမဲ့သူတွေ To ဖြစ် bring, ကြပါတယ် to bring the heavenly kingdom down on Myanmar. ကျွန်တော်တို့ကောင်းကင်နိုင်ငံမှာရှိတဲ့နိုင်ငံတော်ကိုမြန်မာပြည်ကိုယူဆောင်လာမဲ့ဖယားလူတွေဖြစ်ကြပါတယ် And I prophesy over your life သင်တို့အတွက်ကျွန်တော် prophet ပြုပါတယ် that each one of you, every one of you will bear so much fruit. သင်တို့တယောက်ချင်းစီဒီများစွာသောအသီးကိုသီးကြမယ်လို့ကျွန်တော် prophet ပြုပါတ 3 ယ် years from now, ဒီနေ့ဒီစပြီး3နှစ်အတွင်းမှာ you will look back on this graduation ဒီ day ဘယ်နှစ်တပင်အစီအစဉ်လေးကိုသင်တို့နောက်ပြန်လှည့်ကြည့်ပြီးတော့ and you will see your life from glory to glory to glory. ဘုံတော်တစ်ခုပြီးမှဘုံတော်တစ်ခုသွားနေတာကိုသင်တို့ရဲ့ဘဝအသက်တာထဲမှာ The မြင်တွေ့ရတယ် dramatic change. လုံးဝအံပွင့်ပြောင်းလဲမှုကြီးတွေသင်တို့ Supernatural shift, season shift. တဘာဝလွန်လှုပ်ခါမှုတွေသင်တို့ရဲ့ဘဝအသက်တာထဲမှာသင်တို့ကြုံတွေ့ရလိမ့်မယ် So let me pray for you. ဒါကြောင့်ကျွန်တော်သင်တို့အတွက်ဆုတောင်းပေးရစေ A quick prayer. မြတ်မြတ်လေးကျွန်တော်ဆုတောင်းပေးခြင်းနဲ့ Can you bow your head and just receive? ကျွန်တော်တို့ခေါင်းလေးငုံပြီးတော့ကျွန်တော်တို့လက်ခံကြရအောင် Father, in the name of Jesus, ကောင်းကင်ဘုံ၌ရှိတော်မူသောအဖထာဝရမြတ်စွာသောဖခင် I declare that every seed ကျွန်တော်တို့မျိုးစေ့တိုင်းကိုကျွန်တော်ကျင့်ရပါတယ် will make you proud. ကိုရောကိုဂုဏ်ယူစေတဲ့မျိုးစေ့တွေဖြစ်ဖို့ They will bear much fruit. ကိုရောအတွက်များစွာသောအသီးကိုသီးတဲ့မျိုးစေ့တွေဖြစ်ပါစေ And I prophesy that everyone in here ဒီနေရာမှာရှိတဲ့လူတိုင်းအတွက်ကျွန်တော် prophet ပြုပေးပါတယ် will not only bear 30-fold or 60-fold, but I declare 1,000-fold upon this place. အစ30ပဲမဟုတ်ဘူးအစ60 100ပဲမဟုတ်ဘူးအစ1000မကများစွာသောအသီးကိုသီးတော်သူများဖြစ်ပါစေလို့ကျွန်တော် prophet ပြုပါတ They ယ် will impact thousands family. လူထောင်ပေါင်းများစွာမိသားစုထောင်ပေါင်းများစွာကိုယူဆုပေးမဲ့သားသမီးတွေဖြစ်ပါ And စေ their life going to be transformed. သူတို့ရဲ့ဘဝတွေကိုပြောင်းလဲစေမဲ့သူတွေဖြစ်ပါစေ And the gift of hunger
စာလောင်မသိခြင်းစုကျေစုက the heart of humble, နှိမ်ချခြင်းနှလုံးသားထဲမှာ and the willing, burning desire to die for you will always be there. ကိုရောအတွက်နေ့တိုင်းအချိန်တိုင်းမှာအသေးခံလို့တဲ့နှလုံးသားသူတို့ရဲ့အထဲမှာရှိပါစေလို့ကျွန် And တော် I ဆုတောင်းပေးပါတယ် bless them ကျွန်တော်သူတို့ကိုကောင်းချီးပေးပါတယ် and covering them သူတို့ကိုဘုံအုပ်ပေးပါတယ် by the highly favor မြင့်မြတ်လှစွာသောမျက်နှာသာအားဖြင့် and the glory that shine from your face to their life. ကိုရောဖခင်ရဲ့မျက်နှာတော်ကနေထွန်းလင်းလင်းလက်တောက်ပါတဲ့ဘုံတော်အဖြစ်သူတို့ကိုကျွန်တော်ဘုံအုပ်ပေး And ပါ I speak even more grace, သူတို့အပေါ်မှာဂျေဇုတော်တွေကိုလည်းကျွန်တော်ကြီးညာပါ more power, တော့တကိုးတွေကိုကျွန်တော်ကြီးညာပေးပါ more authority, အခွင့်အာဏာတွေကိုကျွန်တော်ကြီးညာပေးပါတယ် and I fill them up now ဒီနေ့ဒီချိန်မဲ့သူတို့ရဲ့အသက်တာထဲမှာကျွန်တော်ဖြည့်ပေးပါတယ် by the Holy Ghost. တန်ရှင်သောဝိညာဉ်တော်အဖြစ် From the top of the head သူတို့ခေါင်းကနေ to the sole of their feet, ခြေဖြားအထိ be filled now. ပြေဝပါစေ Be filled now. ပြေဝကြပါစေ Be filled now. Can you speak in,ပြေဝကြပါ speak in tongue for half minute? Speak in tongue now. မိနစ်ဝက်လောက်ကျွန်တော်အခြားသောဘာသာစကားနဲ့ Open your mouth and receive. ကျွန်တော်နှုတ်ကိုဖွင့်ပြီးတော့အဲ့ဒီ Receive. ကျွန်တော်တို့လက်ခံကြရအောင်နှုတ်ကိုဖွင့်ပြီးတော့အခြားသောဘာသာစကား Fill. ကိုပြောပြီးတော့လက်ခံကြရအောင်လက်ခံလိုက်ပါအခု From the top of your head နှုတ်ဖို့ထိတ်ကနေကောင်း to the sole of your ကျွန်တော် feet. ခြေမအထိကြီးဖြား Be fruitful. အခုချိန်ကနေစပြီးတော့အသီးပြတ်စွာသိပါစေ You manifest Jesus to the world. တင်ရဲ့အသက်တာ Right now. ယေရှုခရစ်တော်ဟာ Right now in the name of အခု Jesus. ချိန်မှာပဲအခုချိန်မှာပဲယေရှုခရစ်တော်၏နာမ Glory to glory. ဘုန်းတော်တစ်ခုပြီးမှတစ်ခု Never be the same. မတော်မှအရှင်နဲ့မတူတော့ဘူး I bless all of the students ကျောင်းသူကျောင်းသားတွေကိုကျွန်တော်ကောင်းချီးပေးပါ in Jesus' name. ယေရှုခရစ်တော်၏နာမအဖြစ် Amen, 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 amen. Amen Amen Amen